မင်္ဂလာပါကျွန်တော်နာမည်မိုးစကိုတို့ကြော်ပဲဖြစ်ပါတယ်အခုဆိုရင်မိ M16 pre order ထွက်ပါပြီအခုလက်ရှိ Grace Game မှာထွက်ထားတဲ့ချန်အကြီး3လုံးအသေးသွားလည်မှာဖြစ်ပါတယ်ချန်အကြီး3လုံးကိုအသေး150ရပါတယ်အဲ့ဒီ150ကိုမိ M16 pre order မှာ discount နဲ့သွားလည်မှာဖြစ်ပါတယ်ဒီမှာကအရင်ကကျွန်တော်10 drawပုံချက်ကလေးဝယ်လိုက်မှာဖြစ်ပါတယ်ဒါဝယ်ပြီးဆိုတော့ discount နဲ့ကျန်အကြီး3လုံးသွားလဲမှာပါ VM10 အတွက် discount နဲ့3လုံးလဲလိုက်ပါပြီကျန်အသေး120ပဲကြာပါတယ်ဒါဆိုရင်ကျန်အသေးတွေပို့ထွက်လာတယ်ကျွန်တော်အရင်အခုလက်ရှိဖောက်ထားတဲ့ဆိုရင်ကျန်အကြီးတစ်လုံးထပ်ရအောင်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ VM10 အတွက်ကျန်3လုံးရပါပြီအခုလဲတော့လည်းကျွန်တော်ကျန်လဲလို့မရသေးဘူးဆိုတော့အဲဒီမှာကျန်56အသေး56ရှိတယ်အဲ့ဒါကိုအသေး56ကိုအကြီးတုံးပြန်ပြောင်းမှာဖြစ်ပါတယ်ကျန်အကြီးတုံးပြောင်းမယ်အော်ဒီမှာကျန်အကြီးတုံးပြန်ပြောင်းလိုက်မယ်โอเคပြောင်းလိုက်ပါပြီပြောင်းလိုက်ပြီးတော့pre order နဲ့ထပ်သွားမှာဖြစ်ပါတယ်pre order မိအမောဆေ pre order ဒီမှာကျန်အကြီးတုံးကိုမိအမောဆိုတော့ကျန်အကြီးတုံးနဲ့ထည့်လဲမှာဖြစ်ပါတယ်တုံးအဲ့ဒါကြောင့်စုစုပေါင်း၄တုံးရမှာဖြစ်ပါတယ်မိအမော1ဆက်အတွက်၄တုံး ready ဖြစ်နေပါကျန်ကြီးတကယ်လို့မိအမော1ဆက်လာရင်ကျွန်တော်တိုက်ပြီးတော့ယူလိုက်လို့ရပါပြီဘာယူစီမအကုန်မှာမဟုတ်တော့ပါဘူးโอเคအခုဆိုရင်ကျွန်တော်မှာကျန်အကြီး၄တုံးရပါပြီမိအမော1ဆက်အတွက်ပြီးတော့တန်ရောပုံစံတစ်ခုရပါပြီမကြည့်အောင်များကျွန်တော်ပထမဆုံးမှာဒီဗီဒီယိုလုပ်ပြီးမှကောက်လိုက်ချတာကြံအကြီးလေးတုံးထပ်ထွက်တယ်ဟိုလိုအိတ်တွေမှာထပ်ပေါက်တော့မကြံအကြီးလေးတုံးထပ်ပါတယ်အထူးဆန်းဆန်းဖြစ်လို့ကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလေးထပ်လုပ်ပေးရဖြစ်ပါတယ်အခုဆိုရင်ဟိုမိအဖုံးဝက်ဆက်မှာကြံ6တုံးလဲတော့6တုံးလဲလိုက်ရင်တော့ဒီမှာအကြီး2တုံးထပ်ပုံနေသေးတယ်ကျွန်တော်မတီတီပဲလဲလိုက်တော့မယ်တကယ်ကိုထူးဆန်းလာမှာကျွန်တော်30လဲနဲ့လက်ကရာခိုင်နှုန်းက80ဖြစ်တာနဲ့ကျွန်တော်တန်တော့ထပ်လှည့်လိုက်တာအဲ့မှာ၄တုံးထပ်ထွက်တာလွယ်လေးပါထပ်ပေါက်ပြီးတော့